အခုလှုပ်เสียရှိတဲ့အလုပ်ကိုအခုပဲလှုပ်လိုက်ပါတဲ့ဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါဘာကြောင့်လဲဆိုတော့မနေ့ပြန်ရှင်းသန်းနေပါမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးတဲ့လောင်ကြီးစားကြီးလုပ်မယ်ငါမနေ့ပြန်မသေးသေးဘူးလို့အဲ့ဒါလို့တော့မပြောနဲ့နော်ဟုတ်လားဒါသေးခြင်းလဲသေးနိုင်တယ်သေမယ်လို့သူကလည်းကံသေးကံမမပြောပါဘူးဟုတ်လားသေခြင်းလဲသေမယ်ရှင်ခြင်းလဲရှင်မယ်ပေါ့အဲ့ဒီမှာတစ်ချက်စဉ်းစားစရာကောင်းတာကသေသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီနေ့သေတယ်ဆိုရင်မနေ့လောက်ကသူတို့ငါမနေ့ပြန်သေလိမ့်မယ်လို့သူတို့သိကိုမသိဘူးမသိဘဲနဲ့သေသွားတာသိပြီးတော့သေတဲ့ပတာအင်မတန်နဲပါတယ်ဟုတ်လားယောဂါတွေနှိမ့်ဆက်ပြီးတော့ငါတော့သေမြန်းသေမလားဒါတောင်မှတချို့သေလောက်သေးပါဘူးလို့ထင်ပြီးတော့သေသွားတာပဲဟုတ်ရဲ့လားဒါကြောင့်ဒီမှာပြောထားတာမနေ့ပြန်ရှင်နေပါမယ်လို့မနေ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သေတရားအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာလက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့သေမင်းဆိုတာဘာတုံးဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာဗျသေမင်းကဒီပြင်နေရာနဲ့ဘဝကနေပေါ်လာပြီးတော့ဂုတ်ချိုးသွားတာမဟုတ်ဘူးလေဟုတ်လားဒါပေမဲ့တင်စားပြောတာလက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြာမှတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားကအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရမယ်သေတရားအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသိနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းပဲချွတ်တဲ့သိနိုင်တာပဲဟုတ်ရဲ့လားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနဲသွားတာပဲတရက်နေပြီးရင်တော့တရက်စာနဲသွားတာတော့အမှန်ပဲဒါဘယ်လိုမှမငြင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတရက်နေပြီးရင်တော့တရက်နေတရားကံနဲသွားပြီဆိုတာတော့သိကြတယ်အဲ့ဒါလို့နဲ့ခင်ဗျားတို့ကျွတ်တို့ဟာတဖြည်းဖြည်းနဲ့ရှေ့တိုးเสียမရှိတော့ဘဲနဲ့ဂျောင်ပိတ်မိမှာပဲဗျဟင်ပြီးတော့ပြေးနေတာပဲပြေးရင်နဲ့ရှေ့ကဘာဖြစ်လဲနောက်တော့ပြေးမရတဲ့အခြေအနေရောက်သွားမှာပဲပြေးเสียမြေမရှိဟင်ဒါပေမဲ့အကြာကြီးနေရအောင်မလို့ထင်းနေတာလဲခက်တော့ခက်တယ်နော်အေးဒီမှာမြတ်စွာဘုရားဒါလေးကိုပြောတာဒါကြောင့်သေခြင်းတရားကိုနဲ့သဘောပေါက်ဖို့လိုတယ်ငယ်တယ်ကြီးတယ်မဟုတ်ဘူးဟုတ်လားဒီမှာမြတ်စွာဘုရားကကိလေသာငြိမ်းစေတဲ့အလုပ်တည်တာနဲ့လူသားတွေနဲ့အထိုက်တန်ဆုံးအလျော်ကန်ဆုံးအလုပ်ပဲဘာကြောင့်လို့သာသနာနဲ့တွေ့တယ်ဉာဏ်ရှိတယ်လူဖြစ်တယ်ကျန်တဲ့အလုပ်တွေဆိုတာကတော့တိဋ္ဌာန်တွေလည်းလုပ်နေတာပဲလေသူတို့ဘဝယက်တည်ရေးအတွက်ကတော့ဘာမှသိကွာလာတာမဟုတ်စားဝတ်နေရေးဆိုတာလူနဲ့တိဋ္ဌာန်နဲ့သိကွာတာမဟုတ်ဘူးလေစားဝတ်နေရေးအစဉ်မြင့်လုံနိုင်ုံမြတ်နဲ့လူဘဝရဲ့တန်ဖိုးနဲ့ထိုက်တန်ပြီလို့ဘယ်လိုမှပြောလို့မရဘူးအထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့ဒကာဓမ္မတို့ဦးဇင်းတို့နဲ့ပိုးပြီးတော့ဒီအလုပ်တွေကိုအလုပ်လို့ပြောလို့မထိုက်တန်ဘူးသာသနာနဲ့မတွေ့တဲ့လူတွေဆိုကတော့အဲ့ဒီအလုပ်မလုပ်လဲဒီပြင်အလုပ်လုပ်မှဆိုတော့သူတို့ကိုသိပ်ပြီးတော့မဝေဖန်လို့ပါဘူးဟုတ်လားသာသနာနဲ့တွေ့နေတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ဒီသာလျင်ကိလေသာငြိမ်းချောင်းအလုပ်ကိုလှုပ်ချင်းဒီသာနဲ့အကောင်းဆုံးအလုပ်ကျန်တဲ့အလုပ်ဒီအလုပ်လို့ပြောရမှတောင်ခက်အလုပ်တွေလို့သဘောပေါက်စေခြင်းဒါကြောင့်မြတ်စွာဘုရားကအာတပံကိလေသာကိုငြိမ်းချေတဲ့အလုပ်အာထုတ်ခြင်းဝရိယဆိုတဲ့အလုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါမနေ့ပြန်ရှင်အောင်မယ်သေအောင်မယ်ဆိုဘယ်သူမှမသိပါဘူးဘာကြောင့်လဲသေเสียအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားလို့စာလို့တိတိကျကျပြောရရင်စစ်တီပေါင်းများစွာပိုင်ဆိုင်တဲ့သင်မင်းနဲ့ချိန်ထားတာမရှိပါဘူးတဲ့ဟုတ်လားအေးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဘယ်သုတ်တန်လေးကိုတက်တည်ထုတ်ချင်တာလဲဆိုတော့ဦးဇင်းတို့သဂတဝကတန်ရုပ်ပါဠိတော်မှာအာယုသုတ်တန်ဆိုပြီးတော့ဟောထားတာရှိအာယုဆိုတာအသက်အဓိပ္ပာယ်ရတယ်ဒါတော့သိပါတယ်နော်တခါကြီးတော့ဟုတ်လားအာယုအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုတရားဟောနေတယ်တဲ့ဇေတဝန်ကျောင်းတော်မှာဘယ်နဲ့ဟောနေသလဲဆိုတော့အပ္ပမိဒံဘိခဝေမနုဿာနံအာယုဘိခဝေจิตသားယဟန်တော်တို့မနုဿာနံလူသားတို့ရဲ့ဣဒံအာယုဟောဒီအသက်ဆိုတာအပံတကယ်မှနည်းနည်းကလေးလူတွေရဲ့အသက်ဆိုတာလူသားတွေရဲ့အသက်ဆိုတာဘာတဲ့တော့နည်းနည်းလေးတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ကအများကြီးလို့ထင်တယ်သုံးမကုံလောက်အောင်ရှေ့မှာအကြာကြီးကြံသေးတယ်လို့ထင်တယ်ဘုရားဘယ်လိုပြောနေတာလဲအသက်ဆိုတာနည်းနည်းလေးတဲ့နော်အပ္ပမိဒံဘိခဝေမနုဿာနံအာယုဂမနိယောတံပရာယောတမလွန်ခရီးကိုတေချာပေါက်သွားရလိမ့်မယ်ဂမနိယောတံပရာယောတမလွန်ခရီးကိုတေချာပေါက်သွားရမယ်တဲ့ဘာဆက်ပြောတော့
ကတ္တဗံကုတလံစရိတဗံဗြဟ္မစရိယံနတ္ထိဇာတတအမရဏံကုတလံကောင်းတဲ့အမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြဟ္မစရိယံမြတ်တဲ့အကျင့်ကိုစရိတဗံဤကျင့်သုံးတိုက်ကုန်၏နှစ်ချက်တိုက်တွန်းတယ်နော်အသက်ဆိုတာတူတူလေးနည်းနည်းလေးသေချာပေါက်တမလွန်ခရီးကိုသွားရမယ်ဒါလေးပိုင်းနေတဲ့အချိန်ကလေးမှာနှစ်ချက်တိုက်တွန်းတယ်ကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါတဲ့ပိဋကပြောကြည့်စမ်းပါဗျာကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါဘာကြောင့်ကောင်းမှုကိုပြုပါလို့တလုံးနဲ့မပြောရသလဲဘာကြောင့်မြတ်သောအကျင့်ကိုကျင့်ပါလို့ဒီတစ်ခုတည်းမပြောရသလဲဒါမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကောင်းမှုကြတော့တန်တရားတွေနဲ့ချီးပြီးတော့နေရအောင်ပါလေဒါနတွေသီလတွေဘာဝနာတွေပြုမြတ်သောအကျင့်လည်းကျင့်ဝိပဿနာတရားတွေကျင့်နော်နှစ်မျိုးပြောတာနော်ပြည့်စုံအောင်ပြောတာနော်ကတ္တဗံကုတလံကောင်းမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြဟ္မစရိယံမြတ်တဲ့အကျင့်ကိုစရိတဗာနိကျင့်သုံးတိုက်ကုန်၏နတ္ထိဇာတတအမရဏံဇာတတမွေးဖွာလာသောတတ္တဝါအားအမရဏံမသိဘူးဆိုတာနတ္ထိမရှိနိုင်ဘူးမွေးဖွာလာတဲ့တတ္တဝါမသိဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့သေချာပေါက်သိမှာပဲတဲ့အင်မတန်ရိုးတဲ့တရားပါတခါကြီးများဟုတ်လားမွေးဖွာလာတဲ့တတ္တဝါသေချာပေါက်သိမယ်တဲ့ဘာဆက်ပြောတော့ဆိုတော့မြတ်စွာဘုရားကရုဏာကြီးကြောင်းအင်မတန်ပေါ်လွင်တယ်ယောဘိက္ခဝေရှိရန်ဇီရတိသောဝတ္တတတအပံဝါဘိညောဘလောက်ပဲအသက်ရှိပါတယ်ပြောတဲ့ချစ်သားတို့အလွန်ဆုံးနေရာမှာတရားပိုနေနေပေါ်တဲ့မြတ်စွာဘုရားကတခါကြီးဒီမိုင်များအလွန်ဆုံးနေရာမှာတရားပိုရင်နေနေပေါ်အဲ့ဒီရောက်တော့သေချာပေါက်သိမှာနော်ဒါကြောင့်ဘဝမှာတကယ်နေရတယ်ဆိုတဲ့အချိန်လေးကတကယ်နေနေလေး2စက္ကန့်တောင်တစ်ပြိုင်နဲ့မရဘူး1စက္ကန့်တောင်တစ်ပြိုင်နဲ့မရဘူးခုမီလီစက္ကန့်နဲ့ဟုတ်လားနော်အပြည့်ပြိုင်တဲ့လူတွေကြည်တယ်သိတယ်မဟုတ်လားတခါကြီးတို့နော်1စက္ကန့်ကိုအပိုင်းပေါင်းများစွာပိုင်းလို့ရတယ်နော်ဒီမှာကျမ်းဂန်နေတဲ့ကတော့အင်မတန်ခက်မိပါတယ်ဗျာပေးထားတာသောသောကဥစဉ်ပြောခဲ့တယ်ပုတ်ဆောက်ဖျားပေါ်မှာမုံညင်းစေတင်တာဘလောက်ကြာအောင်နေမလဲဘလောက်မှမကြာဘူးလေဒီစတော်ဘုရားကြီးပေးတဲ့ဥပမာကိုလည်းကြုံလုံးပြောလိုက်ခြင်းသေးတယ်သူကဘာပြောတော့ဆိုတော့စာရွက်1000လောက်ရှိတဲ့စာအုပ်အထူကြီးနော်အဲ့ဒါကိုချပြီးတော့အင်မတန်ထက်တဲ့တန်ချောင်းတစ်ချောင်းစို့တစ်ချောင်းတင်ပြီးတော့10ပေါင်တူနဲ့ဒိုင်းဆိုထုချလိုက်ဒိုင်းဆိုတာနဲ့တခါတည်းပေါက်သွားတာပဲဒိုင်းဆိုပေါက်သွားအရွက်1000လုံးပေါက်သွားနော်အဲ့ဒီအရွက်1000ပေါက်တဲ့နေရာမှာပေးတဲ့တို့စဉ်းစားကြည့်အဲ့ဒီအရွက်1000ဟာတပြိုင်နက်တည်းပေါက်သွားတာလားဒကမာကြီးတွေတပြိုင်နက်တည်းပေါက်တာလားဒိုင်းဆိုပေါက်တော့ပေါက်သွားတာပဲနော်ဒါပေမဲ့တပြိုင်နက်တည်းပေါက်တာမဟုတ်တရွက်ပြီးမှတရွက်ပေါက်တာဘလောက်မြန်နော်တရွက်ပြီးမှတရွက်ပေါက်တာနော်မြင်တယ်တော့ဒါညံအလုပ်ဒါကိုတက်တည်ပြတယ်မလို့ဘူးညံကတက်တည်ပဲတကယ်တမ်းကတော့ဟုတ်လားဒါပေမဲ့ဘယ်လိုလေးပြီးသွားလဲဆိုအခုခေတ်ကတော့ပစ္စည်းတွေကတိတ်ပြီးတော့ဆန်းကျယ်တော့ဟိုဗီဒီယိုအောက်ဆက်မျိုးတွေနဲ့စနိုးလေးနဲ့ရောက်ကြည့်ရင်ဒါသိတာပဲဟုတ်လားအဲ့လိုပဲကိုယ့်ရဲ့ရုပ်နာကိုလည်းပဲအဲ့လိုအနှေးကလေးနဲ့တစ်ခါတလေကြည့်ပေါ့ဟုတ်လားတစ်ခါတလေအမြန်နဲ့ကြည့်ရင်လည်းကြည့်ပေါ့ဘဝမွေးတယ်နေတယ်သေတယ်မြန်တာမှာကိုကျန်တာဘာမှပြောမနေနဲ့ဟုတ်လားအဲ့ဒီတော့ဘဝမှာတကယ်နေရတဲ့အချိန်ဟာတကယ်နေနေလေးအဲ့ဒီနေရတဲ့အချိန်လေးကိုသဘောပေါက်ဖို့လိုတယ်ခုနေရတဲ့အချိန်ကိုမျက်ွယ်ပြုတ်ပြီးတော့နေခဲ့ပြီးသားမရှိတော့တာနဲ့အချိန်ကုန်တယ်မနေရသေးမရှိသေးတာနဲ့အချိန်ကုန်တယ်ဘယ်လောက်လွဲတယ်